င်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ6ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ပလောမျိုးပေါ်ရက်ကွက်ကအုပ်ချုပ်ရေးမှုနဲ့သူ့ရဲ့တပ်တော်ဆောင်ပြည်သူစစ်အဖွဲ့ဝင်တအူးကိုပြစ်ခတ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရိုင်အမှတ်1တရင်စီကနေသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကအမှတ်4ရပ်ကွက်မှာအထိုင်ချထားတဲ့ကြောက်စုဂိတ်ကနေစိုက်ကယ်နဲ့ထွက်လာချိန်ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တာပါ။ပြစ်ခတ်ခံရသူဟာပလောမျိုးအမှတ်4ရပ်ကွက်ကအုပ်ချုပ်ရေးမှုဦးစိုးဝေနဲ့သူ့ရဲ့တပ်တော်ဆောင်ပြည်သူစစ်အဖွဲ့ဝင်တို့ဖြစ်ပြီးနေရာမှာပဲပွဲချင်းပြီးတေဆုံးခဲ့တယ်လို့ဗိတ်ခရိုင်တရင်1စီကနေသိရပါတယ်။သူတို့စီက AK47 တနက်တလက်ကြီးပေါင်းတစ်ခုကြီး9တောက်ပစ္စတိုတလက်တနက်အတူတလက်ကလေးကစားစရာလက်ပစ်ပုံနှလုံးတို့ကိုသိမ်းမိခဲ့တယ်လို့လည်းဆိုပါတယ်။မန္တလေးတိုင်းမြင်းခြံမြို့နယ်မှာစစ်အုပ်စုတပ်စစ်ဆေးရေးဂိတ်စခန်းကိုတော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်လို့စစ်တပ်ဘက်က8ဦးသေဆုံးခဲ့တယ်လို့မြင်းခြံခရိုင်အမှတ်9တပ်ရင်0ပျောက်ကြားတပ်ဖွဲ့စီကနေသိရပါတယ်။စစ်တပ်စစ်ဆေးရေးဂိတ်အထိုင်စခန်းကိုတော်လှန်ရေးတပ်တွေက RPG တွေအပါအဝင်လက်နက်ငယ်တွေနဲ့စီးနင်းတိုက်ခိုက်ခဲ့တာကြောင့်အုပ်ချုပ်ရေးမှုတအုပ်အပါအဝင်စစ်သားရဲနဲ့ဗျူစောထီးစုစုပေါင်း8ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့မြင်းခြံခရိုင်အမှတ်9တပ်ရင်0ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ4ရက်နေ့လယ်ပိုင်းမှာတော့မြင်းခြံမြို့နယ်လဲတစ်ကျေးရွာကစစ်အုပ်စုတပ်ဂိတ်စခန်းကိုတော်လှန်ရေးတပ်တွေဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရင်းမိနစ်20ကျော်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ပုတ်ပြင်းမြို့နယ်ရွှေခဲညိုကျေးရွာအုပ်စုကန်းဆောက်ရွာအနီးမှာရပ်ပြီးငါးဖမ်းလှေတွေစီကနေပတ်စံနဲ့73စီတောင်းခံနေတဲ့စစ်သင်းမောကိုပြည်သူ့ကာကွယ်ရေးတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ပြီးခဲ့တဲ့လကုန်ပိုင်းကပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်စစ်သင်းမောကလည်းလက်နက်ကြီးလက်နက်ငယ်တွေပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။မိနစ်20လောက်အထိနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးထိခိုက်မှုအသေးစိတ်ကိုတော့မသိရသေးပါဘူး။အဲဒီနောက်စစ်သင်းမောဟာကျွန်းစုမြို့နယ်အုပ်ဖို့မော်ရွာဘက်ကိုမောင်းနှင်ထွက်ပြေးသွားတယ်လို့သိရပါတယ်။မြန်မာစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရအနေနဲ့အတိအမှတ်မပြုကြောင်းထုတ်ပြန်ဖို့နယူးဇီလန်ပါလီမန်လွှတ်တော်မှအဆိုတင်သွင်းခဲ့ပြီးလွှတ်တော်ကကန့်ကွက်သူမရှိအတည်ပြုလိုက်တယ်လို့သိရပါတယ်။နိုဝင်ဘာလ9ရက်ကကျင်းပတဲ့နယူးဇီလန်လွှတ်တော်မှာအလုသမားပါတီအမတ် Fee Drive Fork ကတင်သွင်းခဲ့ပြီး Green Party အမတ်တွေကထောက်ခံခဲ့ပါတယ်။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးဝစ်စတန်ပီတာကလည်းမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူသဘောထားတစ်ခုတည်းဖြစ်တယ်လို့ဆိုပါတယ်။မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်မှာရဲစခန်းကိုရှောင်ပြီးသွားလို့ရတဲ့မောင်းမကန်ရေဘူးစမ်းလန်းကိုဖျက်ဆီးသွားလာတာမျိုးမလုပ်ဖို့စစ်အုပ်စုကတားမြစ်ထားတယ်လို့သိရပါတယ်။မောင်းမကန်ရဲစခန်းကိုတော်လှန်ရေးတပ်တွေကအောက်တိုဘာလ26ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်ရှိမှာစစ်အုပ်စုကပြန်လည်နေရာယူတပ်ဆွဲထားပြီးဆောက်လုပ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပါတယ်။မြန်မာနိုင်ငံကရင်ပြည်နယ်ဖျားသုံးစုမြို့နယ်ကလျက်ကကန်ချနာဘူရီခရိုင်တဲကိုကားကဘတ်ငွေ2000ခွဲအထိပေးပြီးတရားမဝင်ဝင်ရောက်လာခဲ့ကြတဲ့မြန်မာနိုင်ငံသား25ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့25ဦးထဲမှာအမျိုးသား18ဦးအမျိုးသမီး9ဦးဖြစ်ပြီးသူတို့တွေဟာကန်ချနာဘူရီခရိုင်တဲကိုကုန်းတရံရေတံနဲ့တရားမဝင်ဝင်ရောက်လာကြတာလို့ဆိုပါတယ်။အာဏာပိုင်တွေကဒီမြန်မာနိုင်ငံသားတွေကိုစစ်ဆေးမေးမြန်းတဲ့အခါထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ကားကဘတ်ငွေ2000ခွဲပေးပြီးလာခဲ့ကြတာလို့ထွက်ဆိုခဲ့ပါတယ်။25ဦးစလုံးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီးမြန်မာနိုင်ငံကိုပြန်ပို့လိုက်ပြီလို့လည်းထုတ်ပြန်ချက်တွေထဲမှာဖော်ပြထားပါတယ်။တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။